အားလုံးပဲမင်္ဂလာပါနော် MBGRA ကာတွန်းစတိုရီကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြမယ့်ပုံမြင်လေးကတော့ညံကောင်းတဲ့ယုံကလေးနဲ့သုံးအားတဲ့ကြားကြီးပုံမြင်ကိုပြောပြမှာပဲဖြစ်ပါတယ်ရှိတုန်းကပေါ့ကွယ်တောအုပ်ကြီးတစ်ခုထဲမှာအရန်ကိုညံကောင်းပြီးစကားလဲတက်တဲ့ယုံကလေးတစ်ကောင်ရှိတဲ့တနေ့မှာတော့ယုံကလေးဟာတောထဲမှာမျက်နှာလေးတွေကိုစားရင်လမ်းချောင်းနေတော့မှပဲဗတ်အရန်စားနေတဲ့ကြားကြီးတစ်ကောင်နဲ့ဝုန်းခနဲ့တိုးမိပါလေရောတဲ့ကွယ်ဟာဒီနေ့တော့ငါအတွက်အရတာရှိတဲ့နေ့လေစားလေးရပြီကွာဟာအဲ့ဒီချိန်မှာပဲကြားကြီးဟာအဆက်ကြီးကိုဖျဲပြီးယုံကလေးကိုစားဖို့လှုပ်တော်တာပေါ့ယုံကလေးကကြောက်တော့ကြောက်ပေမဲ့ချက်ချင်းအကြံဉာဏ်ထုတ်လိုက်တယ်ကြားကြီးရဲ့နေပါအောင်ကြားမင်းကြီးရဲ့ကျွန်တော်ကိုစားမှာတော့စားပါဒါပေမဲ့ဒီနားမှာကြားမင်းကြီးတဲ့ပိုတန်မာတဲ့အခြားကြားကြီးတစ်ကောင်ရှိနေတယ်ဗျအဲ့ဒါကိုကြားမင်းကြီးကအရင်ရှင်းတဲ့နဲ့ပြီးမှကျွန်တော်ကိုစားလဲနောက်မကျသေးပါဘူးဗျာယုံကလေးရဲ့စကားကိုကြားလိုက်ရတဲ့ကြားကြီးဟာအယံကိုဒေါသထွက်သွားတာပေါ့ကွယ်ဟာငါတဲ့တန်မာတဲ့ကြားရှိသေးတယ်ဟုတ်လားအဲ့ဒါဘယ်မှာလဲအခုချက်ချင်းလိုက်ပြဆန်းဒီလိုနဲ့ပဲယုံကလေးကလည်းကြားကြီးကိုတောဆက်ကရေတွင်းဟောင်းကြီးစီကိုခေါ်သွားတော့တာပေါ့ကြားမင်းကြီးအဲ့ဒီထဲမှာကြည့်လိုက်ပါဦးကြားကြီးကကြားမင်းကြီးကိုအဲ့ဒီထဲမှာစောက်ကြည့်နေတာကြားကြီးကလည်းသုံးအားလွန်းတာကြောင့်ရေတွင်းထဲကိုငုတ်ကြည့်လိုက်တာပေါ့ကွယ်အဲ့ဒီမှာဘာမြင်ရတာလဲဆိုတော့ရေတွေထဲကသူ့ရဲ့ပုံရိပ်ကိုသူပြန်မြင်နေရတာပေါ့ဒါကိုကြားကြီးကမသိပဲသူ့ရဲ့ရန်သူလို့ထင်သွားပြီးရေထဲကကြားပုံရိပ်ကိုဒေါသထွက်နေပါတော့တယ်ဟေးဒီတော့ထဲမှာတန်မာတယ်ဆိုတဲ့ကြားကမင်းလားကွမင်းကငါ့ကိုစိန်ခေါ်နေတယ်ဆိုအဲ့ဒါကြောင့်မင်းစီကိုငါရောက်အောင်လာခဲ့တာရေတွင်းဖြစ်တဲ့အတွက်အောက်ကနေကြားကြီးអော်လိုက်တဲ့အတန်းဟာပြန်ပြီးတော့ဟိမ့်ထွက်လာတာပေါ့ကွယ်ကြားကြီးလဲဒေါသတွေထွက်သွားပြီးရေတွင်းထဲကိုခုန်ချလိုက်တော့တာပေါ့ရေတွင်းထဲရောက်သွားတဲ့အခါမှာတော့ကြားကြီးဟာကုန်းပေါ်ကိုပြန်ပြီးမတက်နိုင်တော့ပါဘူးကဲကြပါအောင်ရုံကလေးရေငါ့ကိုကဲပါအောင်ဒီမှာကြားကြီးညံမရှိရင်ခွန်အားရှိလဲအတုံးမကျဘူးဗျခမည်းကခွန်အားပဲရှိတာလေညံကတုံးတော့အခုတော့ခံပေါ့ဗျာရုံကလေးလဲကြားကြီးကိုစုံမခဲ့ပြီးအိမ်ကိုပြန်သွားပါတော့တယ်ဒီပုံမြင်လေးကိုကြည့်ပြီးကလေးတို့လည်းခက်ခဲတဲ့ကိစ္စတွေကြုံလာခဲ့ရင်စိတ်မပူကြပါနဲ့ရုံကလေးလိုမျိုးဉာဏ်ပညာကိုသုံးလို့ဖြေရှင်းရမယ်နော်ဒါမှဘဝမှာတွေ့မြင်ရတဲ့အခက်ခဲတိုင်းကိုအောင်မြင်ကျော်လွှားနိုင်မှာပါကွယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲနောက်ထပ်လဲပုံမြင်ကောင်းလေးတွေကိုတင်ဆက်ပေးပါဦးမယ်နော်နောက်ထပ်ပုံမြင်လေးတွေကိုကြည့်ချင်သေးတယ်ဆိုရင် like and subscribe လေးလုပ်တော့ဖို့မမေ့ပါနဲ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါရပျော်ရွှင်သောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေနော်